နဲ့3နာရီခွဲမှာကျွန်တော်အားလုံး ready ဖြစ်နေပြီအခုပဲအရင်စတော့ပါရမယ်အခုဆို Joy ready နဲ့အခုအိမ်ရှိကိုရောက်ပြီမှာတော့ပါရမယ်ဒါတော့အိတ်ဆက်နေတဲ့ရန်ကုန်မျိုးကြီးဖြစ်ပါတယ်နေဆိုတိတ်ဆိတ်နေပဲမိုက်တယ်ဖီရတော့ဘရိုသူကဗာလေရိုက်ကွေးအတွက် assistant ဟုတ်လားခရူနော်ခရူပါမိလိုက်တိတ်နေတော့မနေ့စားရမယ်ချိန်နေပါတော့ကျွန်တော်တို့စော်ရရင်ဘရိုကျေးဇူးတင်ရမှာလားမနေ့စားပြီးတဲ့အချိန်မှာပဲမိုးလင်းတော့ပါပြီကိုရတော့ဟိုဖြစ်နေတဲ့အချိန်မှာသူများတွဲတွေရိုးနေပါလေဒီမှာဟုတ်ဟိုနာကေလုံးကလေဒီမှာလေငါပေးသီးဒီမှာငါဖွဲ့နေတာပြပါကွာရဲတော့ပြီးအိမ်မငန်းအောင်ပေါ့နော်ရဲမတော့လားတော့နောက်ကအဲ့ချင်းနေဆိုတော့မျိုးလုံးနေပြူသွားဟုတ်လားဒီလမ်းနဲ့ဆိုဟမ်ကြုံပြောရင်မင်းတို့ပြောတော့ကြုံရင်ပြောမယ်မကြုံရင်မပြောစပေါ်လိုက်စတဲ့ကွာအထက်ငွေဆောင်သွားတဲ့လမ်းတွေကဒါကတော့ခန်းစားချက်နောက်တစ်မျိုးဖြစ်ပါတယ်ဒါလေးကတော့ကောင်းမွန်တဲ့ခန်းစားချက်တွေပေါ့နော်ဘမျိုးကြီးချင်းနေဒါဆိုတော့လမ်းခုလက်မှာဖြစ်ပါတယ်လမ်းခုလက်မှာလေးကလက်ပုံရိုက်နေရပြီလက်ပုံရိုက်နေရပြီညာသာပါလာတယ်ဟုတ်လားငွေဆောင်ကိုသွားနေတာတဲ့ကားလေးတစ်စီးမှမတွေ့ပါဘူးလမ်းကကိုရတဲ့တိတက်ပောက်ရတာအောင်မြင်ဟောဘောနော်ကားတစ်စီးသာလမ်းလေးပေါ့နော်အဲ့လိုလမ်းလေးပါပြလို့တယ်โอเคလမ်းပြမယ်အဲ့လမ်းလေးပါဗျာကြည့်လိုက်ငွေဆောင်ရောက်လာပြီဖြစ်ပါတယ်နောက်မှာတော့ဆရာကြီးကအနေထားလို့ဖြစ်နေပါတယ်ပေးသီးကိုကချက်ဖို့မဆာတဆာမယ်โอเคမဆာတဆာမဆာချလိုက်ဟိုရတော့ဘယ်လိုတမတ်တယ်နောက်ဆုံးတော့လမ်းကြီးကရောမဆောက်ရတယ်ဒီစကားများတယ်ပြီးတော့အချင်းသားဟောင်းတယ်လမ်းကြီးရဲ့အပေါ်ရောဆောင်းပြီးတော့ဒီမှာကိုယ်ဟိုဗီဒီယိုမှာပဲကြည့်ပြတာအပင်လေဖတ်တိုင်းအောင်သူတို့နှစ်ယောက်ကပင်လေ first time CUSC first time ဒီမှာပို့လာကျွန်တော်တို့ကပင်လေပျော်လေးတွေပေါ့နော်ကျွန်တော်တို့ yes အဲ့ဒါကာကဘလောက်လဲလိုင်းသားကာဆိုရနေတာတွေ့နေပင်လေကြီးကိုမြင်လိုက်ရပြီ yeah let's go ဒါကိုရီအညာမှာဆိုရင်ပေါ့နော်မေးရသားကိုကြောင်းသွားကန်ဒီတနခါလိမ့်ပေးနေတာပေါ့နော်အဲ့လိုဆိုင်ဒါအဲ့ဆိုင်ယေဆောင်းရပူပါတယ်ခင်ဗျာဒါတော့နေသွားပြီမဆက်2 3 goမျိုးကြီးမိမနဲ့ဒီခီးကိုလာတာလားရှင်းတတ်ပါဘူးရှင်းတတ်ပါဘူးညမရတော့ရပြီစတိုင်ဟုတ်တယ်သူရဟန်မို့နော်တကယ်အစီအကြီးကနေမို့နဲ့လုံးနဲ့လာတာပါအဲ့ကြောင့်အထုပ်သေးကြီးလိုက်နေတာနောက်ကနေတန်းတော့လည်းတနာပါလေတမ်းမစားဘူးတဲ့အေးတော်ကြီးကျွန်တော်တို့တညလုံးပေါ့နော်ရိုက်ကွေးရေးပြီးလို့ဒါအနားယူတဲ့အချိန်ရောက်နေပါပြီဒါ rest time မှာခဏဒီမှာပဲအိပ်ပါတော့မယ်ကျွန်တော်တို့ဒီညမှာအိပ်ဆက်ပြီးတော့မိုးလင်းရင်တော့ပြန်လည်တွေးရမယ်အခုဆိုရင်တော့ဒါအခန်းကနေပြီးတော့ပင်လယ်ကြီးကိုကြည့်ပြီးအဲ့ရအနိုးထပြီးတော့နှက်စောပစောရအောင်မယ်
နဲ့စားရဘယ်လိုနေလဲကောင်းဟာရဗီဒီယိုရိုက်နေဟိုကောင်းကြီးပြောသည်ကို share ဖြုတ်နေအာ ကျွန်တော်တို့ US မှာပါ American နိုင်ငံ Phoenix မြို့ကိုသွားပြီးတော့ကျွန်တော်တို့ဒီ business coaching နဲ့ပတ်သက်ပြီးတော့သွားလေ့လာခဲ့တဲ့မှတ်တရပုံလေးပါဒီနေ့ကိုအတွက်ကထူးခြားတယ်လို့ထင်တယ်တကယ်တော့လောကကြီးကဘာဖြစ်သွားလဲဆိုတော့ပြောင်းပြန်ဖြစ်သွားတာပြဿနာတက်ရဲ့ ကဲမနေ့ခင်းရှူတင်လေးတစ်ဖြတ်တော့ပြီးသွားလို့ကျွန်တော်တို့ခဏတစ်ဖြုတ်နာပြီးနေ့လေဆိုတော့စားမှာပဲဖြစ်ပါတယ်ဟိုမှာအားသွင်းပြီးတော့လုပ်တိရှုပ်နေပါတယ်ဆရာကြီးက ဗီဒီယိုဖော်တို ဒါတော့ lunch time ပါဘယ်ချိန်စမတက်လို့ ကိုကျွန်တော်ပုံကိုကြီးပုံရဲ့အောင်တဲ့ပုံရဲ့ပဲကျွန်တော်ပို့ပေးတယ်ကိုကြီးရဲ့ ငါဘုံတော့မပို့တော့ပါဘူးဟုတ်လား ကြီးပါဒီပါကျွန်တော်သာစားနေ အေး sorry မင်းလို့ပေါ့ကွာသူများရေအမနေပူးမှာတောင်းရရင်ဟို share တား ကန်းချီအင်းကြီးနဲ့တော့မိုက်တယ်ကွာ မိုက် ဒါတော့ညရက်မယ်ဗတိပါတီပေါ့နော်โอเคဒီနေ့လည်းထုံးစံတိုင်း black team ပါပဲအားလုံးမတိုင်းမမဲ net သွားကြပါတယ်ဒါတော့တယောက်ကျန်သေးတယ်ဒီကောင်လည်း net ဖို့လိုရယ်နော်ဒီကောင်မနဲ့ရင်တော့သူ့ကိုခေါ်ရမယ်အောင် net ဒီမှာအောင်နေ ငါတို့ပြောနေတာဒီငကြောင်အတွက်လို့တစ်ခုလောက် ချောင်းဖက် ကြောင်ဖက် နေတာလောင်လေရဲ့ လောင်လျက်ပေါင်းပြေအမြဲတမ်းရှောင်ထွက် Let's go bro အရှုံးနေပြောင်းအုံးရင်တောက်နော်ဘုဆိုတော့ဒါငွေဆောင်ရဲ့အလားပါပဲနေဝင်ချင်းလေးဘာညာရိုးရလေးညက်လာနေတယ်ဗျာ okay ဆိုတော့ကျွန်တော်တို့ဒါ decorate လုပ်မယ်ပြီးပြီဆိုရင်တော့ပြီးပြီညာပြီး yeah တော့ဝန်ထမ်းတွေမှာကြည့်ရသူတို့နံပါတ်တွေကိုရေးချထားဖြစ်ပါတယ်လူရဲ့နံပါတ်ကိုအရင်ဆုံးနှိုက်ရမှာဖြစ်ပါတယ်လူနံပါတ်နှိုက်ပြီးဆိုမှကျွန်တော်တို့ပေါင်မဲနံပါတ်ကိုဆက်နိုင်မှာဖြစ်ပါတယ်ပထမဆုံးလူနံပါတ်ကိုနှိုက်မှာဖြစ်ပါတယ်တားငယ်နှိုက်နံပါတ်3 မင်းနာမည်ရှင်ပြတသိန်းတန်နဲ့ဆုမင်းဖြစ်ပါတယ်ရှင် မဲတသိန်းတန် blind box ပေါက်စကူသွားတာဖြစ်ပါတယ် မလို့ဆန်းနိုင်မှာအချစ်ရဲ့စေပါအချစ်ချစ်ချူဝိုင်းပြီးကိုရ No dead call social the abama machine banga diaute talai pa တော့ကျွန်တော်နောက်ဆုံးနေ့ပေါ့နော်ခုဆိုရင်တော့ဒီနေ့ကရန်ကုန်ပြန်မဲ့နေ့ဖြစ်ပါတယ်ကိုမနဲ့စောစီစီလက်စောသွားစားဖို့ပညာလူစုနေပါပြီအာစီကဲပတ်ကြမယ်ဘရိုဒီနေ့ဘာမှသိမ့်မလားနော်အဲနော် ဒီမှာဖတ်တယ်နော် ဒီမှာဖက်တယ်နော် ပကံမဆန် ကဲမစား ငါဆိုင်ဆိုင် ညမနဲ့စားစားနေမချောက်ဒီကောင်ကြောက် ဒီကရထုတ်ကိုခုနထောင် ဒီကပြုတ်ပြီးတော့ရင်ပြောတယ် ပြောတယ် ဒီမှာပြုတ်ရင်ပြောတယ် ဒီမှာပြောရင်ပြောတယ် ဘာကြီးမျိုးစားဘာကြီးမျိုးစားနဲ့ပြောရိုးရည်ပဲ ကြောက်ပါစံလားကြောက်ပါစံနောက်မမြင်အောင်
Woo! Oh, ဒါကြီး bro ဒါကြီးစားရလေနော်အေးကွာအေးတေကြနေရသူနှစ်ယောက်ဒါအိမ်ရောက်ရင်ကိုယ့်ကိုပြန်ပေးဖို့အတွက်လက်ဆောင်ပါဝယ်ပြီလားလက်ဆောင်โอเคပြန်အောင်မယ်မိမငါ6ကြိုက်တာတိုင်းမင်းပါလို့ မဲတာဗောကျုံမဲတဲနေတာပဲလက်နဲ့မျက်နှာနဲ့တော့ကွာ ဒါကြောင့်အရန်ကောင်းနော် ဘယ်လိုကောင်းလဲ ဒါကြောင့်အရန်ကောင်း စားလို့ကောင်းစားလိုက်လို့ရှိရင်ဇရဲဝင်သွားတယ်ခုဆိုတော့ကျွန်တော်တို့ပြန်တော့မဲ့အပြန်ခီးလေးပဲဖြစ်ပါတယ်ခင်ဗျာထားကြနေပါလေကောင်းမွန်တဲ့ကိုကြီးရတော့အိုင်စီယာမိုက်တယ်ကျစင်ကြီးလေး bro လေမင်းကဒလိန်ခေါက်ခွေးဖြစ်သွားတာလေ ဟိုကျွန်တော်ကမဟုတ်စင်သွားတာ ကျွန်တော်လက်ထဲမှာ bro ဘောကွင်းကြီးပဲကြံခဲ့တော့လူတွေပါပျောက်သွား ကျွန်တော်ခေါ်စင်သွားတာသူ တွေ့လိုက်တယ်လူတွေကဝုန်းလို့ထွက်သွားတော့သိလိုက်တယ်ဒါပေမဲ့ဘာလဲဆိုတော့မသိလိုက်တော့ဘူး ဘရိုအနောက်ဘက်ရောက်နေသူ့နောက်ရောက်နေလိုင်းခောက်သွားတယ်တရားအားကြောင့်သူရိုက်ရှာသွားတာဟုတ် နောက်မှာတောသားလေးကကားမူးတယ်ဒီမှာရက်တွေမူးတယ်ဟောဒီမှာလိုင်းမူးနေလမ်းဖြောင်းနေတာပြန်ခဲ့ဒီလေကြောင်းသွားခဲ့ပေါ့စမ်းရေနော်ဒီရမတရားရှိနေစေဘယ်ကြမလဲဗျာ Don't waste ever ကြလိုက်တော့ ဟာ bro ဟာအမီကြီးကောင်းကြိတ်တာဟာပကိုင်းလည်းပြောင်းနေဟာဘလွန်တာဗောဟာဒီစား ဒါတော့အပြန်လမ်းမှာနေတဲ့တော့ဝန်စားနေရပဲအလူဝန်စားတာပါအလူဝန်စားတဲ့ခံစားချက်လေးကောင်းနော်ကောင်းပါဘော bro ပဲစမှာမပေးရတာကောင်းတာပေါ့ဟုတ်တယ်အလူဆိုအဲ့လိုပဲဒါငပိရမျိုးတော့ရောက်နေလုံးဝငပိကောင်းတယ်ငပိရမှလုံးဝတို့မျိုးနေမကြီးဖူးဘလော့ကတော့တစ်ချက်ရှိုးလဲကြီးနဲ့ရှက်ဖြုတ်နေဟိုးကိုရှက်ဒါပဲနော်ဒါတော့ကျောင်းကုန်းမျိုးကစုဆွဲဆိုင်လေးဖြစ်ပါဟုတ်မဟုတ်နော်ကျောင်းကုန်းမျိုးကစုဆွဲဆိုင်လေးဖြစ်ပါတယ်ထမင်းစားပြီးတော့ဒါပေါ့နော်အစာကြည့်တဲ့လမ်းကြောင်းလေးပေါ်မှာတော့မှသူ့ရဲ့အိတ်နိုင်သေးရဲ့ဗျာကြည့်အောင်ကဲခုမှတော့သွားတယ်ကဲကြည့်အလေးအောင်စကေးရကြောက်စရာရနောက်မမီပဲအိတ်တာအလေးထဲမှာအိတ်တယ်ဆိုတာဒါမျိုးခုဆိုတော့ကျွန်တော်ဒါငွေဆောင်ပြန်လာတဲ့လမ်းကြောင်းကလောကိုရောက်နေဖြစ်ပါတယ်ဒါကလောကိုဖြတ်ပြီးရင်တော့ရန်ကုန်ရောက်ပါပြီဒီအချိန်မှာနောက်မှာတော့အိမ်မက်တွေကောင်းနေပါပြီအိမ်မက်မက်ခဲ့သူများပါဘောနော်အိမ်မက်တွေမနေကြပါပြီရောက်လေရအိမ်မက်သူများကောင်းနေတဲ့ကိုကြီးမှာအာမနာပါလုံးဟမ်ရှေ့ကျိုးတယ်ဒါကဆိုနေတော့ညောင်နှုံးတရားပေါ်ရောက်နေပြီဖြစ်ပါတယ်ပြန်လာနေပါပြီလို့ရန်ကုန် finally ဝင်လာခဲ့ပြီဖြစ်ပါတယ်9နိုင်ပေါ့ကြာဘာလို့အချာကြီးမလားချင်းနေဘလို့နေလဲအေးဝါသွားတယ်9နိုင်ပါမို့9နိုင်ပါဘူးတိုင်းမြေဝပြင်6ကားစီးသွားမလားဒီမှာ6အဆုံးတော့ရန်ကုန်ပြန်လည်ရောက်ရှိခဲ့ပါပြီကားဝဆင်းပြီအခုဆိုရင်အိမ်ပြန်มาတော့မယ်တို့ကရလဲလဲဆိုတော့မနေ့မှချက်တယ်